Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မေတော်မင်းတရားဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းဘာလို့လို့ ਨੇ အပိုင်း၄ကိုတော့ရောက်ရှိလာခဲ့ပြီမနေ့ကဆိုရင်ကျွန်တော်တို့ဒီမှာဆက်လက်လုံးဆောင်ရမှာ9480ရိုက်ထဲမှာဆက်လက်လုံးဆောင်လို့ရမယ်ပေါ့နော်မဟုတ်ဘဲနဲ့တိုင်းနေမယ်ဆိုရင်ဒီလိုပေါ်မဲ့ဟာတွေကျွန်တော်ပြခဲ့ပြီးပြီအဲ့ဆိုဒီနေ့မှာဆိုရင်တော့နောက်ထပ်ဒီ linear မှာကျွန်တော်တို့ဘာကြီးလုပ်မလဲဒီနေ့ကနောက်ဆုံးအပိုင်းအနေနဲ့လည်းဖြစ်ချင်းဖြစ်သွားနိုင်လိမ့်မယ်ဒါမှမဟုတ်ရင်မနက်ဖြန်မှာနောက်တစ်ပိုင်းကြာမှာပဲနောက်ဆုံးပိုင်းဖြစ်ချင်းလည်းဖြစ်သွားလိမ့်မယ်ပေါ့နော်နိုင်အချိန်ပေါ်မူတည်ပြီးတော့ကျွန်တော်လုပ်ပေးမယ်ပေါ့နော် Okay အဲ့ဆိုတော့ကျွန်တော် project ကိုသွားကြရအောင် Okay for you Okay မနေ့ကဆိုရင်ဒီအတိုင်းပေါ့နော်ဘာမှမပါသေးဘူးကျွန်တော်တို့အကုန်လုံးရိုးရိုးရှင်းရှင်းလေးပဲလှုပ်ထားတယ်ပေါ့နော်ရိုးရိုးရှင်းရှင်းလေးကိုမှကျွန်တော်တို့ဘယ်လိုလုပ်ချင်လဲဆိုရင်နည်းနည်းလေးပေါ့နော်ကျွန်တော်တို့ဘာလုပ်ရင်ကောင်းမလဲခဏလေးပါတော့ဒီတိုင်းပဲကောင်းပါလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါအဆင်ပြေနေပြီကျွန်တော်တို့ဒီအောက်မှာကျွန်တော်တခုတင်ပြီးနေပေါ့နော်ဒီမှာတင်မပြီးတော့ကျွန်တော်တို့Okay ဒီမှာပဲတင်ပေးလိုက်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့ review နဲ့ပေါ့နော် review ဆိုတာကျွန်တော်တို့စာတန်းထိုးနေတဲ့ဟာလေးaction view လေးပေါ့အဲ့ဒါလေးတင်ပေးလိုက်မယ်ဒီခါကတော်တော်ကိုနေတယ်ပေါ့နော်ဒီဟာလည်းကျွန်တော်တို့ application ထဲမှာပဲကျွန်တော်တို့ထုတ်သုံးတဲ့ဟာကိုကျွန်တော်တခါလေးတင်ပေးလိုက်မယ်ပေါ့နော်နောက်ကြရင်ဒါတွေကိုရသွားပြီဆိုရင် MyDay application တစ်ခုကိုယ်တိုင်လုပ်နိုင်အောင်တင်ပေးမယ်နော်ဒီကောင်လုံးကိုကျွန်တော် linear တစ်ခုယူရလိမ့်မယ်linear တစ်ခုကိုကျွန်တော်တို့မြင်လွယ်အောင်လို့အပေါ်ဆုံးမှာပဲထားလိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ image view တစ်ခုထည့်ယူမယ် image view ကိုimage view လေးယူလိုက်မယ် image view နောက်မှထားမယ်ကျွန်တော်ဒီမှာ view ဆိုတာလေးကိုအရင်ထည့်မယ်ပြီးပြီဆိုမှကျွန်တော်တို့ image view ထည့်မယ်ဗျာ image view နောက်မှထားခြင်းလို့ဒီ view လေးကိုလောလောဆယ်တေးလိုက်အောင်မယ်ရော့ပြီးပြီဆိုကကြာမှနောက်ကနေကျွန်တော်တို့ image view လေးထည့်ပေးလိုက်မယ်ပြီးရင်ဒီကောင်ကိုပြန်ပြီးတော့ကြီးပေးလိုက်မယ်ကျွန်တော်တို့ဘယ်လောက်ထားရင်ကောင်းမလဲ230လောက်ထားမယ်နော်230လောက်ဆိုရင်အကိုင်းလောက်ကြာလိမ့်မယ်230တေးသေးဖြစ်တဲ့အတွက်ကြောင့်မလို့260လောက်ထားကြည့်မယ်260နည်းနည်းတော့တေးသေးတယ်285လောက်ထားကြည့်လိုက်မယ်ဒီလောက်ဆိုရင်တော့မဆိုးပါဘူးเนาะဒီလောက်ပဲထားလိုက်မယ်ပြီးရင်ကျွန်တော်တို့အမြင့်ပေါ့နော်ဒီအမြင့်ကိုကျွန်တော်တို့45ထားပေးမယ်เนาะ45ထားမယ်ဒီရုပ်ပုံကိုလည်းကျွန်တော်တို့50ပတ်လဲထားမယ်เนาะဒီရုပ်ပုံကိုကျွန်တော်တို့50ပတ်လဲ50ရုပ်ပုံ50ပတ်လဲထားလိုက်မယ်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ရုပ်ပုံထည့်လို့ရမယ်ကျွန်တော်ကတော့ရုပ်ပုံထည့်မပြတော့ဘူးเนาะကျွန်တော်ရုပ်ပုံယူမပြတော့ဒီတော့မှရှိတဲ့ရုပ်ပုံတစ်ခုခုပဲကျွန်တော်ထည့်လိုက်မယ်အဲ့လိုမျိုးထည့်လိုက်လို့ရှိမှဒီလိုဖြစ်နေရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးနဲ့ဒီလိုလိုက်ပြောင်းပြီးတော့ထားလို့ရမယ်โอเคဒီမှာဟုတ်ပြီဒီမှာဆိုရင် review ကရပြီဒီ review ကိုဘယ်လိုလုပ်မှာလဲဘယ်လိုပေါ်လာအောင်လုပ်မှာလဲโอเคအဲ့ဒါလေးတွေကိုကျွန်တော်တို့ဒီ event တွေက create မှာချိန်မယ်နော်โอเคအဲ့ဒါမှာကျွန်တော်တို့ကဒီ block လေးတွေယူမယ် block လေးယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ view တွေကိုသွားမယ် view ထဲမှာကျွန်တော်တို့ review ဆိုတဲ့ဟာကို review လုပ်တာ URL ဆိုတာလေးကိုကျွန်တော်တို့ရှာမယ်ပေါ့နော်view edit dash image view okay ဒီမှာ review လောက်တာ URL ဆိုပြီးတော့ဒါလေးပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်တို့ဆက်ပေးလိုက်မယ်ကျွန်တော်တို့ဒီ review ဒီ review 1
review 1ကိုလောက်တာယူရလားကျွန်တော်တို့ချိန်မှာပေါ့နော်အဲ့ဒီကောင်လေးကကျွန်တော်တို့ဟိုဟာလိုလိုက်မယ်ကျွန်တော်ရေးပြမယ်ပေါ့နော်ဒီကနေပဲတစ်ခါလေးရေးပြပေးမယ်ပြီးရင်တော့ဒီဟာလေးကိုကျွန်တော်ရေးရလေးကိုတခြားကြည့်လိုက်ပေါ့နော် DA data DEH data မြေဆောင်ခံမယ် HTML နဲ့ပေါ့နော် HTML နဲ့ HTML နဲ့အပြင်ကျွန်တော်တို့ကော်မာလေးချိုးမယ်ဒီဟာလေးခံမယ်အပြီးတော့ကျွန်တော်တို့ဒီထဲမှာတင်တယ်ဟောဒါလေးယူမယ်DOC Dအပြီးတော့ YPE နော်တခြားလေးလိုက်ရေးပါနော်အပြင်ကျွန်တော်တို့ HTML ပြီးရင်ကျွန်တော်တို့ဒီဟာလေးပြန်ပိတ်လိုက်မယ်နော်ကျွန်တော်ဒီ green နဲ့စခဲ့ရဖြစ်တဲ့အတွက်ကြောင့်လို့ green နဲ့ပြန်ပိတ်လိုက်မယ်အဲ့ပြီးရင် green နဲ့ထပ်စမယ်နော်နောက်တစ်ခု green နဲ့ထပ်စပြီးယူမယ်ဒီ green စာလေးနဲ့ယူလိုက်မယ်အဲ့ထဲမှာကျွန်တော်တို့ HTML အပြင် green ပြန်ပိတ်မယ်အဲ့ပြီးရင် green ပြန်စမယ်အပြင်ကျွန်တော် HEAD ဟာဆိုပြီးတော့ကျွန်တော်ရေးမယ်ပေါ့နော်ပြီးရင် green ပြန်ပိတ်မယ်နော် green ပြန်ပိတ်ပြီးပြီဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ green ပြန်ယူမယ်ဟာပါကျွန်တော်တို့ TITL ဆိုပြီးယူမယ် TITL အပြင် green ပြန်ပိတ်မယ်အပြင် HTML အကြီးနေရမယ်နော် HTML အပြင် admin AR UEE အပြင်ကျွန်တော် TH အပြင်ကျွန်တော် green စမယ် green လေးစယူမယ်အပြင်မြင်းဆောင်လေး no ဒီမြင်းဆောင်မဟုတ်ဒီမြင်းဆောင်လေးယူမယ်အပြင် TITL လေးယူမယ်သိနေပေါ့နော် TITLE တိုက်တယ် green ပြန်ပိတ်မယ်ပြီးရင် green ပြန်စမယ်ဒီမြင်းဆောင်လေးပြန်ယူမယ် HEAD ယူမယ် HEAD အဲ့ယူမယ် green ပိတ်မယ် green ပြန်ယူမယ်အသေးနဲ့ရေးမယ် BODY အဲ့ပြီးရင်ကျွန်တော် green ပြန်ပိတ်မယ်အပြီး green ပြန်စမယ်နော် green ပြန်စပြီးတော့ MAR UE အဲ့ဒါရေးမယ်အဲ့ပြီးရင်ကျွန်တော်တို့ speech ချလိုက်မယ် WIDDH အပြင်ကျွန်တော်တို့ equal ခံမယ်equal ခံပြီးတော့ကျွန်တော်တို့ဒီလက်တန်းလေးမဟုတ်လက်တန်းလေးရှာလိုက်မယ်တခါလေးရှာတာခက်တယ်တူအပေါင်းလားဟာโอเคဒါပဲယူလိုက်မယ်အဲ့ဒါမှကျွန်တော်50ရာခိုင်နှုန်း50%အပြင်ဟိုဟာလေးပြန်ပိတ်လိုက်မယ်နော်အပြင် green ပိတ်လိုက်မယ်အရှိမ green စထားတဲ့အတွက် green ပိတ်လိုက်မယ်နော်
ပြီးရင်ကျွန်တော်ဒီနောက်မှာကျွန်တော်ပေါ်ခြင်းနဲ့စာရေးမယ်မင်္ဂလာပါပေါ့နော်မင်္ဂလာပါဆိုတော့ကျွန်တော်ရေးတယ်လို့ရေးစရာမလိုပေါ့နော်ကိုကြိုက်တာရေးလို့ရမယ်အဲ့ဒါလေးပြီးရင်ကျွန်တော်တို့ဒါပေါ်ခြင်းနဲ့စာမင်္ဂလာပါလို့ပဲပေါ်သွားလိမ့်မယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ခွင်းပြန်စမယ်နော်ခွင်းစပေးလိုက်မယ်ခွင်းစပေးပြီဆိုရင်ကျွန်တော်မြင်းဆောင်ခံမယ်မြင်းဆောင်ခံမယ်ပြီးရင်ကျွန်တော်တို့ MAR ကျူယူအမေကကျူယူ EE အဲ့ဒါယူမယ်ပြီးရင်ခွင်းပိတ်ပေးလိုက်မယ်ခွင်းပိတ်ပြီးရင်ကျွန်တော်ခွင်းပြန်စားပေးမယ်မြင်းဆောင်ယူမယ် BODY ယူမယ် BODY body အဲ့ပြီးရင်ကျွန်တော်ခွင်းပိတ်ပေးလိုက်မယ်ခွင်းပိတ်မယ်နော်ပြီးပြီဆိုရင်ကျွန်တော်ခွင်းပြန်စားမယ်မြင်းဆောင်ခံမယ် HTML နဲ့ခွင်းပိတ်ပေးလိုက်မယ်โอเคဒါပဲเนาะကျွန်တော်တေချာမြင်အောင်ပြရရင်ဒါလေးပေါ့နော်ဒီဥစ္စာလေးကိုတေချာ sequential လေးရိုက်ပြီးတော့တေချာလေးလိုက်ပြီးတော့ရေးချပေါ့โอเคစေးလိုက်မယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ run မယ်ဒီနေ့ကတော့ဒီတစ်ခုလေးနဲ့ပဲပြီးတော့ပါလိမ့်မယ်ဒီဟာဒီ HTML ဒီ direct to view ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်အဲ့နဲ့တော့ရေးရတာကြာလိမ့်မယ်โอเคဝင်ကြည့်အောင်โอเคဝင်ကြည့်တဲ့အချိန်မှာကျွန်တော်စာတန်းလေးပြေးတာကိုကျွန်တော်တို့တွေ့ရပြီပေါ့နော်ဒါပေမဲ့ပြေးတာမလှဘူးဖြစ်နေကျွန်တော်တို့ဝင်ပေါ်လာတဲ့နေရာနဲ့ဒီဘက်ကဟာနဲ့ကအရင်မညီးမြောက်ဖြစ်နေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြင်ရအောင်မယ်အဲ့ဒါဆိုတော့စာတန်းထူအောင်တော့ရေးတတ်ပါလိမ့်မယ်ကျွန်တော်ဓာတ်ရိုက်ရေးပြထားသလိုပဲလိုက်ရေးလိုက်ပေါ့နော်ဒီကောင်ကဘာလို့ဒီ image view ဖြုတ်လိုက်ပြသွားလောဆယ် image view ဖြုတ်ထားလိုက်အောင်မယ်sorry ပြေးလိုက်မယ်ပြန် run ကြည့်မယ်ကျွန်တော် software လုပ်တဲ့အချိန်မှာလိုမျိုးပဲခဏrun ရတယ်ပေါ့နော်ဒီ HTML view နဲ့ပြတဲ့ဟာတောင်းတန်ဘယ်သူမှမပြဘူးเนาะကျွန်တော်တို့ဒါအကုန်လုံးပြဖို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုချင်းစီပြပေးနေရနော်တေချာလေးကြည့်ဖို့လိုအပ်လိမ့်မယ်ဒါပြီးမှထွက်လာတဲ့ဟာအရင်ပုံမကြသေးဘူးထွက်လာတဲ့ဟာဘာလို့ပုံမကြနေလာနေအောင်ဒီကောင်မှာပေါ်တော့မလာပါပဲဒီ review 2ကိုအချိတ်ပေးထားတယ် review 2ကိုပေါ်ဖို့ချိတ်ပေးထားတယ် review 2 custom 50ဟောမှာလည်း linear ပါတယ်ပေါ်ပြန်ရ
Okay ထပ်မကြည့်အောင်ပေါ်တော့လာတယ်တဝက်ပဲပေါ်နေအဲ့တဝက်ပေါ်တာကိုကျွန်တော်ဖြည့်ရှင်းမယ်နော်Okay စစ်မယ်နော်ကျွန်တော်တို့ဘာလို့မပေါ်ရလဲဆိုရင်ကျွန်တော်တို့ဒီအကြောင်းဖြစ်ဖို့များလိမ့်မယ်တရားဖြစ်ပလိုက်တော့မယ်ဘာလို့ဆိုတော့ကျွန်တော်ဒီအကြောင်းဖြစ်ဖို့များလိမ့်မယ်စာရေးတဲ့နေရာလေးတွေမှာနည်းနည်းလေးလွဲတာရှိလို့များလိမ့်မယ်view ယူလိုက်ရင်ဒီမှာအသေးစိတ်ကပ်ပြီးကြည့်လိုက်မယ်နော်တိုက်တယ်50ရာခိုင်နှုန်းဒီမှာဒီလက်တန်းလေးကနည်းနည်းလေးကွဲသွားလိမ့်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော်ဒီဟာနဲ့ပြင်ပေးမယ်နော်ဒီလက်တန်းလေးအဲ့လက်တန်းလေးကစကားပြောသွားလိမ့်မယ် Okay အဲ့ဆိုရင်ကျွန်တော်ဒီဟာကိုပဲတစ်ချက်ထားပြီးတော့ကျွန်တော်တို့အောက်ဖြတ်လိုက်မယ်နော်တကယ်လို့မှဒီတိုင်းဖြစ်တယ်ဆိုရင်ကျွန်တော်ဒီ direct show ကိုဒီဟာမှာတင်ပေးထားမယ်နော်Okay ကြည့်ကြည့်ရအောင်ဒီမှာဆိုရင်တော့အပြည့်ပေါ်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ direct စုကိုကျွန်တော်ချပေးမှာပေါ့ချပေးလိုက်မယ်နော်ကျွန်တော်ဒီရွာမှာဒီ Telegram GB မှာTelegram channel မှာပဲ direct စုကိုချပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီလောလောဆယ်ဒီအခုဟာလေးကိုဒီအတိုင်းလေးပဲစေထားလိုက်မယ်နောက်ရကြမှာနောက်ထပ်အပိုင်းတွေဆက်လာမယ်နော်